အဆက်လက်မှတ်သားဝင်နေတာမကတခြားဘာသာဝင်တွေပါလွတ်လပ်စွာဝင်ရောက်လေ့လာခွင့်ပြုထားတဲ့ဗလီကြီးအတွင်းအပြင်လူပေါင်း1000ကျော်လောက်တစ်ချိန်နဲ့ဝတ်ပြုလို့ရလောက်တဲ့အထိကြီးကျယ်ခမ်းနားတဲ့ဗလီကြီးပြည်သူကလက်ရတွေကလာရောက်လက်ပတ်သူတွေအဖို့ရင်မောစီလောက်တဲ့အထိဆွတ်ဆောင်မှုအပြည့်ရှိတဲ့ဗလီကြီးဒီစိမ့်ထံအောင်ဗလီကြီးဟာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရဲ့ဂျလန်ဒူတာမှာတည်ရှိတဲ့ Masjid Wila ရဲ့ဗလီကြီးပဲဖြစ်ပါတယ်မချိုဒီဗလီကြီးကိုတွားလည်ခဲ့တော့ရခဲ့တဲ့အတွေ့အကြုံတွေခန်းစားချက်တွေကိုဒီဘလော့လေးနဲ့မျှဝေပေးလိုက်ပါတယ်ဒီဗလီကြီးကို1996ခုနှစ်မတ်လ15ရက်နေ့မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး2000ခုနှစ်အောက်တိုဘာ30ရက်နေ့မှာအပြီးသတ်နိုင်ခဲ့ပါတယ်။၄နှစ်ကြာအောင်တည်ဆောက်ခဲ့ရတဲ့ဒီဗလီကြီးရဲ့ဒီဇိုင်းဟာမလေးနဲ့တူရကီနှစ်နိုင်ငံပေါင်းစပ်ထားတဲ့ဒီဇိုင်းပဲဖြစ်ပါတယ်။ဗလီကြီးရဲ့ပတ်ချာလည်မှာရှိတဲ့ကံရည်ပြင်းနဲ့စိမ့်ဆူနေတဲ့တစ်ပင်တွေကဗလီကြီးရဲ့အလှကိုပို့ပြီးတော့ခမ်းနားစေပါတယ်။မချိုတို့ဗလီထဲကိုဝင်လည်ရင်ဝတ်ဖို့ဟီချက်ကိုလည်းအခမဲ့ငှားပေးထားပါတယ်။ပထမဆုံးအကြိမ်ဟီချက်ဝေးရတဲ့ခန်းစားချက်ကတော့အဝတ်ကခန္ဓာကိုယ်တစ်ခုလုံးနီးပါးကိုဖုံးအုပ်ထားရုံနဲ့မကကိုယ်စိတ်ကိုပါဖုံးအုပ်လိုက်တယ်လို့တိတ်ဆိတ်အေးချမ်းသွားတယ်ဆိုတဲ့ခန်းစားချက်မျိုးခန်းစားရပါတယ်။ဘာသာတရားကိုမခွဲခြားပဲလေးစားတဲ့မချို့အတွက်ကတော့ဟီချက်ဝတ်လိုက်ခြင်းကလေးစားမှုနဲ့ညီးကျမှုကိုတစ်ပြိုင်နက်တည်းထိတွေ့လိုက်တယ်လို့ပါပဲ။ဗလီအကျန်းကိုလိုက်ရှင်းပြပေးမယ်ဆီယာမကိုဆောင်ရင်နားနေခန်းထဲမှာဂုံညူကြတာချိတ်ထားတဲ့အထင်ကြီးတပ်ပုံမျိုးလေးမှတ်တမ်းနေခဲ့ပါတယ်။လိုက်ရှင်းပြပေးတဲ့ဆီယာမကြီးနဲ့အတူမချို့တို့ဝူရူဧရိယာနေပြီးတော့စာပြီးလေ့လာခဲ့ပါတယ်။ဝူရူဧရိယာဆိုတာကဝတ်မပြုတ်ခင်မှာကိုလက်တန့်စင်ဖို့အတွက်တီးတန့်လုပ်ပေးထားတဲ့နေရာကိုခေါ်တာပါဒုတိယအနေနဲ့လေ့လာခဲ့တာကတော့ခေါင်ရမ်းပန်းပွင့်ဒီဇိုင်းကနုတ်တွေအပြည့်နဲ့လုပ်ထားတဲ့ကျွန်းတကားကြီးတွေပါတတိယအနေနဲ့ဗလီကြီးရဲ့ရင်ပြင်ကနေပြီးတော့မြင်ရတဲ့အဆောက်အဦဒီဇိုင်းနဲ့ကနုတ်ဒီဇိုင်းလက်ရာတွေကိုလေ့လာခဲ့ရပါတယ်ဆီယာမိုင်းကဗလီရဲ့အထင်ကြီးနေရာနဲ့တမိုင်းချောင်းတွေကိုတခြားလေးရှင်းပြပေးတယ်လို့ချိုတဲ့ပုံနဲ့ဗီဒီယိုရိုက်ဖို့လည်းအချိန်အလုံးလောက်ပေးပါတယ်ထူးခြားတဲ့ဒီဇိုင်းနဲ့ပြည်သူကလက်ရာတွေကိုလည်းအနီးကပ်လေ့လာခွင့်ရခဲ့ပါတယ်စတုထအနေနဲ့ဗလီကြီးရဲ့အတွင်းပိုင်းကိုလေ့လာဖို့အတွက်ဆီယာမကြီးနဲ့အတူဗလီတဲကိုဝင်ရောက်ခဲ့ပါတယ်ဒါကတော့ဗလီကြီးရဲ့အတွင်းဘက်မှာမြင်ရတဲ့ပြည်သူကလက်ရာဒီဇိုင်းတွေပါဆီယာမကြီးကအရာအားလုံးကိုခေတ်သစ်တွင်ချရှင်းပြတယ်လို့မျိုးပဲမချိုဘလောက်ထိစိတ်ဝင်စားနဲ့နားထောင်လဲစိတ်ဝင်စားမှုရှိလဲဆိုတာကိုသူကမေးခွန်းလေးတွေမေးပြီးတော့ပြန်ဆန်းစစ်ပါတယ်ပြောပြတဲ့အရာတွေအပေါ်မှာမချိုးဘက်ကအတွေးနဲ့ထင်မြင်ယူဆချက်တွေကိုအပြန်အလှန်ဆွေးနွေးခွင့်ပေးတယ်ဆိုတော့မချိုးတို့ရဲ့စကားဝိုင်းကအရန်ကမှစိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်အဲ့ဒါတွေအားလုံးရဲ့အချင်းချုပ်လေးကိုမချိုးကပြန်လည်မျှဝေပေးပါမယ်အဲ့တော့ဖះရှင်ကိုတဲ့နေရာပေါ့နော်သူတို့အဓိကနေရာပါဒီဗလီရဲ့အရန်ကိုလာမှာတဲ့ architecture တွေလည်းအများကြီးရှိပါတယ်ခန်းကဒီအထဲမှာဆိုလို့ရှိရင်အခုမချိုရက်နေတဲ့နေရာကအမျိုးသားတွေတည်တံ့မှာဒီအမျိုးသားတွေတည်တံ့ဒီမချိုရဲ့ကင်မရာရဲ့နောက်မှာကအမျိုးသမီးတွေတည်တံ့နေရရှိရဲတကယ်ပွဲကြီးရဲ့ကြီးတွေမှာဆိုလို့ရှိရင်ဒီအပြင်ဘက်တောက်လျှောက်မှာပါသူတို့ကတိုင်းလို့ရတယ်ပြီးလို့ရှိရင်ဒီသူတို့ရဲ့ဥတီချက်ပေါ့နော်ဥတီချက်ကတော့အဓိကတနေရာပဲရှိရဲမကာအိုမှာရှိရဲသူတို့ရဲ့ဗလီကြီးကိုဥတီပြီးတော့နိုင်ငံအရရက်ကနေပြီးတော့ဒီဥတီချက်နဲ့ကတော့ပြတာပေါ့နော်အရင်ကလေ့လာမှုကောင်းပါတယ်ဒီအထင်ကတော့ဒီအဆိုင်ကကောင်မလေးရှင်းပြယူပါလေတအားကိုခေပြီးကျွန်းကြဖို့မချို့တခြားလေးရှင်းပြပေးပါတယ်မချို့အခုပြီးပြီပေါ့နော်ဒီမှာလဲတာအကုန်လုံးနေရာနဲ့လိုက်ပြပြီးပြီဆိုတော့အခုမချို့ပြန်လာတော့မယ်လီယိုလာလေးကအရန်ကိုလည်းအေးချမ်းပြီးတော့အရန်ကိုလည်းဘူးတူတာတွေအများကြီးရခဲ့ပါတယ်သူရှင်းပြတဲ့ဒီအစ္စလမ်ဘာသာရဲ့အကြောင်းတွေကိုလည်းအများကြီးလေ့လာခွင့်ရခဲ့ပါတယ်မချို့အခုအစ္စလမ်ဘာသာရဲ့အကြောင်းကိုအများကြီးလေ့လာပြီးရနောက်မှာတော့ဒီအဆောင်လေးကိုပြန်အပ်ပြီးတော့ပြန်လာတော့မယ်လေးရှာကွာလာလမ်ပူရောက်ခဲ့တယ်ဆိုလို့ရှိရင်ဒီဗလီကြီးကမဖြစ်မနေလာလေတင့်တဲ့နေရာတစ်ခုလို့ထင်ပါတယ်ရဟန်းကိုအေးချမ်းပြီးတော့စိတ်ငြိမ်သက်တဲ့နေရာပါဒီလိုဆိုတော့နောက်ပါသုံးထီချီပြည့်အတွက်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်